စောချစ်သူများအားလုံးမင်္ဂလာပါရှင်။လူတွေဆောင်မှာနားဆင်ပွဲရစာကောင်းလေးများတင်ဆက်လျက်ရှိပါရရှင်။အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာဦးအောင်သိန်းမြတ်ရေးသားတဲ့အကြံကောင်းတစ်ချက်အနေကောင်းတစ်သက်နဲ့မြမရိုးရာစကားပုံပုံမြင်များတစ်စာအုပ်ထဲမှာဝစီဗေဒထီတိုင်းရှာဆိုတဲ့ပုံမြင်လေးရဲ့အောက်မှာထိုက်သူမထိုက်သူရွေးဝဲဆိုတဲ့ပုံမြင်လေးကိုဆက်လက်၍ရွတ်ဆိုဖတ်ပြပါမယ်ရှင်။ထိုက်သူမထိုက်သူရွေးဝဲဦးစံလေးသည်မိမိစေလွတ်လိုက်သောလူယုံများကိုသာတမျောမျောတစောင်းဆောင်ဖြစ်နေ၏သူတွင်မယားနှင့်သားရွှေတောင်ကြီးတို့ကိုတွေ့တာစိတ်မရှိသူပိုင်သောစင်မြင့်ကျွဲနွားသိုးစိတ်ကလအုပ်ကြက်ဝက်များအတွက်လည်းမကြောက်ကြကိုင်းကျွန်းလေယာရွှေငွေအိုးအိမ်ကိုလည်းမမတ်မောတော့ပါတပိတ်တလုံးတင်ငန်းသုံးတယ်သာရှိသောယဟန်ဘဝကိုသာတရေတများများတောင့်တနေလေ၏သူတမျောမျောလဲတဆန့်ဆန့်ရှိနေစေဝဲသူ့ကြုံယုံတွေရောက်လာကြ၏ဖုံအလိမ့်လိမ့်ချွေးအရွှဲရွှဲဖြင့်ဝင်ရောက်ခါစားကြသည်နောက်ထပ်တတိများတွေ့ခဲ့သေးလားမောင်တို့တွေ့ခဲ့ပါတဲ့အရှင်ဘေးမတာရမင်းကြီးစိုးစံတော်မူတဲ့ရာဇဂျိုရွှေမြို့တော်ကဇောတိကတထေးကြီးဟာအန်ချီမကုံအောင်စီးစိမ်ကြွယ်ဝပါတယ်တာရုကွယ်တာရုအရှင်တထေးမင်းရဲ့စီးစိမ်ချမ်းသာဟာအဲ့ဒီတထေးကြီးရဲ့စီးစိမ်နဲ့ရှင်လိုက်တော့ပါမွားဖြစ်သွားပြီအရှင်ဘီရင်အောင်မနေနိုင်နဲ့ဗရမ ्या ပြတ်တတ်နဲ့နေတာပါဦးစံလေးတာရုခေါ်၍စွန့်ယုံသာရှိသေးသည်တယောက်ကသူမြင်ခဲ့သမျှကိုဝင်ပြော၏ထိုအခါနောက်တယောက်ကလည်းသူကြားခဲ့သမျှကိုအားကြမခံဝင်ပြောပြန်၏အတ္တိပြတတ်ဟာစောက်တာမဟုတ်ဘူးမြေကြီးကပေါ်လာတာတဲ့ပြီးတော့သူ့နေရာကလည်းအလွန်နုနယ်တဲ့နုနယ်မှာပေါ့စဘူတီပါတောင်ကျွန်းသူမှမဟုတ်ပဲကလားနတ်တွေပိုးဆက်လာတဲ့မြောက်ကျွန်းသူဆိုပဲဒါတွင်ဘဲကအုံးမတုံအရှင်တထေးမင်းရဲ့ထမင်းချက်တာကိုထင်းမင်းနဲ့ချက်တာမဟုတ်ညခုံလောက်နဲ့ချက်တာတဲ့အဲ့ဒီခုံလောက်ဖိုခနောက်ကထွက်တဲ့အယောင်နဲ့ကြက်တာတဲ့အဲ့ဒီမြောက်ကျွန်းသူနဲ့အတူပါလာတာတဲ့ဦးစံလေးသည်ခေါင်းတညိမ့်ညိမ့်တပြုံးပြုံးဖြင့်နားထောင်နေရကကဲရေမိုးမချိုးခင်ငါလူတွေကိုချီးမြှောက်ရအောင်မယ်ဆိုပါဗန္နာဆိုးဝါလှမ်းခေါ်သည်ဟောဒီလူတွေကိုအသက်ပြား1000စီပေးလိုက်ပြီးရင်သားကြီးကိုခေါ်ခဲ့မကြာမီဥဆန်လေးဤသားကြီးရောက်လာသည်ဖအေးရှိတွင်ဒူးတုံးလျက်ထိုင်ပြီးရှိခိုးနေသည်ဥဆန်လေးသည်အခန်းထဲသို့ဝင်သွားပြီးပေါတူးတလက်ကိုဆွဲထုတ်လာသည်သားကိုပေးသည်ဟိုရွှေတောင်ကြီးကိုအဲ့ဒါနဲ့ပေါက်ချီရသလောက်ယူခဲ့လူလေးသားကြီးသည်ရွှေရိုးတွင်ဝစီရစိန်ကိုအသွားအဖြစ်တက်ထားသည့်ပေါတူးကိုယူသွားသည်အတန်ကြာလျင်သားကြီးပြန်ရောက်လာသည်ချွေးဆန်ရွှဲလျက်ဟောဟဲလိုက်နေသည်သူ့လက်ထဲတွင်လက်သေးကွန်အရွယ်ရွှေပဲကလေးတစ်ဖက်တလီတော်မျှပါမလားဦးစံလေးသည်ဝစီရစိန်ပေါတူးကိုလှမ်းယူသည်သားလက်လျှော့ရင်ကိုလက်ကိုလွှတ်လိုက်စမ်းကွယ်ခဏအကြာတွင်သားလက်ရောက်လာသဖြင့်ပေါတူးကိုပေးသည်ရွှေတောင်ကိုအဖဲ့ခိုင်းသည်သားလက်လည်းဖိုလိုက်ဖြင့်လက်စည်းပြန်လာသည်ဟုတ်ပြီသားကိုငယ်ကိုလွှတ်လိုက်စမ်းမကြာမီသားအငယ်ရောက်လာသည်အဖေခေါ်ရဲဆိုခမဘာများခိုင်းကျင်လို့ပါလေအဖေအိမ်ရှိကရွှေတောင်ကြီးကိုနိုင်တလောက်သွားဖက်ယူခဲ့စမ်းပါကွယ်သားငယ်သည်ပေါတူးယူပါပြေးထွက်သွားသည်တခဏအကြာတွင်သားငယ်အပြေးဝင်လာသည်ခါတိုင်းနဲ့အဖေဘာသာပေါက်နေကြဖဲ့နေကြဟာကိုပြောဆိုရွှေတုံးကြီးတုံးကိုဖအေးရှိ၌ချ၏အကြောင်းရှိလို့ဖို့သားရဲ့တလက်စားတဲ့ကိုကြီးနှင့်ကိုလက်ကိုသွားခေါ်ခဲ့ကွယ်မင်းလည်းပြန်လိုက်လာခဲ့မကြာမီသား3ယောက်သည်ဥဆန်လေးဤရှိ၌ဒူးထုတ်
ထိုင်မိကြ၏တားတို့၏အဖေရဟန်းပေါင်ဝင်မယ်စိတ်ကူးနေတာကြာပြီးကွယ်တို့သို့တော်လဲမျက်နှာလွဲခဲပြည့်လှုပ်သွားရင်ငါသားတွေမငြိမ်မညွတ်ဖြစ်ကြံခဲ့ရင်လည်းအဖေတာဝန်မကင်းညံဘူးအဲဒါကြောင့်အဖေရဲ့ကောင်းမှုကံပါရမီအရာဖြစ်ပေါ်လာတဲ့စီးစိမ်ချမ်းသာဟာဘယ်သူနှင့်ထိုက်တဲ့တုံးစုံစမ်းတဲ့အနေနဲ့ငါသားများကိုရွှေတောင်ကြီးကိုအပေါက်ခိုင်းတာသားကြီးနှင့်သားလက်သည်အဖေခြေထောက်နားတွင်ချထားသောရွှေတုံးကြီးကိုငေးကြည့်နေကြ၏သားကြီးသားလက်တို့ရွှေတောင်ကြီးကိုဖယ်တော့မရပေမဲ့သားငယ်ဖေးတဲ့အခါအလွယ်တကူပဲ့ပါတယ်အဲဒါကြောင့်အဖေစီးစိမ်ဟာကိုငယ်နဲ့ပဲကန်ဆက်တဲ့ထိုက်တန်တဲ့အတွက်ကိုငဲ့ကိုပဲလွှဲခဲ့တယ်သားကြီးနှင့်သားလက်တို့ဟာကိုငယ်ပေးသမျှပဲလက်ဝေခံယူကြပြီတော့ဒါပဲသားတို့သွားကြတော့ဦးဆန်လိတ်သည်လူတယောက်ဤပြုအပ်သောတာဝန်များဝတ္တရားများကိုဆောင်ရွက်ပြီးနောက်မြတ်စွာဘုရားထံတော်သို့သွားကာယဟန်ပြုသည်ပါရမီအဆောက်အအုံရင့်တန်ပြီးသူဖြစ်သည့်အားလျော်စွာ2 ရက် 3 ရက်အကြာတွင်အာတဝကုန်ခန်းသည့်ယဟန်နာအဖြစ်ကိုရရှိလေသည်မြတ်စွာဘုရား၏သာသနာတော်ဝယ်ဇနိလယဟန်နာဟူ၍ထင်ရှားတော်မူပေသည်